အားလုံးပဲမင်္ဂလာပါကျွန်တော် comment လေးတစ်ခုကို reply ပြန်ပေးပါမယ်သူမေးထားတာကကျွန်တော်တို့ဒီအဆင့်နေပေါ့နော်အကုန်လုံးလုတ်ပြီးသွားရင်ဘယ်လောက်ကြာမှာလဲအကျန်းကြီးကုန်ကြစိတ်ကဘယ်လောက်လေးရေအခုကျွန်တော်လုံနေတဲ့အဆင့်ကဘယ်အထိရောက်ပြီလဲဆိုတာလေးသူမေးထားတာဖြစ်ပါတယ်အဲ့တော့အစအဆုံးကြာတဲ့အချိန်ကတော့အနည်းဆုံး3နှစ်လောက်ကြာပါတယ်ကျွန်တော်တို့အမျိုးသမီးကနေအမျိုးသားအဖြစ်သို့အလုံးစုံပြောင်းလဲခြင်းအဆင့်မှာဆိုလို့ရှိရင်ရှင်သားခွဲစိတ်တာတွေပါမယ်တိမ်ထုတ်တာပါမယ်အောက်ပိုင်းခွဲဖို့အတွက်ပြင်ဆင်တဲ့လက်မှာပြင်တဲ့အဆင့်အောက်ပိုင်းမှာတစ်ခါပြင်တဲ့အဆင့်ပါမယ်နောက်ဆုံးအဆင့်ခွဲတဲ့အဆင့်ဆိုပြီးပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်အခုပြောသွားတာဆိုလို့ရှိရင်4ဆင့်လောက်ရှိတယ်အဲ့4ဆင့်လောက်ကိုမှ3နှစ်လောက်တော့အနည်းဆုံးချိန်ယူပါလိမ့်မယ်ချိန်တစ်ခုနဲ့တစ်ခုကြားပေါ့နော်ခွဲစိတ်မှုတစ်ခုနဲ့တစ်ခုကြား6လအချိန်ယူရတာရှိတယ်တစ်နှစ်အချိန်ယူရတာရှိတယ်နောက်တစ်ခုကျွန်တော်တို့ဟော်မုန်းဆေးတွေဝင်လာတာရှိတယ်ပေါ့နော်အဲ့တော့အချိန်အကျန်းပြင်းအပြင်အနည်းဆုံး3နှစ်လောက်ယူပါတယ်ကုန်ကျစရိတ်ကတော့ကျွန်တော်ရှေ့မှာလည်းဗီဒီယိုနဲ့လုပ်ပြပြီးပါပြီပြောပြထားပါတယ်ဒါအစအဆုံးလောက်ဆိုလို့ရှိရင်3000ဝန်းကျင်လောက်ကုန်ပါတယ်ဆိုတော့လောလောဆယ်ကျွန်တော်ခွဲစိတ်ထားတဲ့အဆင့်ကနောက်ဆုံးအဆင့်ခွဲဖို့အတွက်စောင့်နေတာပေါ့နော်အဲ့တော့နောက်ဆုံးအဆင့်ခွဲဖို့အတွက်ကိုကကျွန်တော်လက်မှာဒီပိုက်ထည့်ပြီးတော့အသားမွေးတဲ့အဆင့်လို့အကြမ်းမြင့်မှတ်လို့ရပါတယ်အဲ့ဒီအသားမွေးတဲ့အဆင့်မှာပဲကျွန်တော်လောလောဆယ်တော့9လကျော်10လလောက်ရှိပြီပေါ့နော်အဲ့တော့booking ယူထားတာတော့အခု February လ22ရက်နေ့ယူထားတာဖြစ်ပါတယ်ဒါပေမဲ့ခွဲဖြစ်လားမခွဲဖြစ်လားတော့မသိကြသေးပါဘူးကျွန်တော်အနာအခြေအနေပေါ်မူတည်ပြီးတော့ပေါ့နော်လက်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ဆရာဝန်က ready ဖြစ်တယ်ဆိုမှခွဲမှာပါဆရာဝန် ready မဖြစ်သေးဘဲနဲ့လေကျွန်တော်ကအတင်းခွဲတာမျိုးမလုပ်ချင်ဘူးပေါ့နော်โอเคပါဒီလောက်ဆိုတည်တော်ပြီထင်ပါတယ်ကျေးဇူးတင်ပါတယ်